ယူးချင်အောင်ဆောင်မနေနဲ့နှုံညင်အကျင်အောင်ဆောင်မနေနဲ့ထီလက်မဲ့ပြောက်တယ်လို့အတိတ်မေ့တယ်လို့ရွှေပြောက်တယ်လို့ယူကွက်နင်းမနေနဲ့အဲ့ဒါကိုအငိတ်လို့ဘယ်လိုပြောလဲဆိုတော့တရားရောက်ကဒါကြီးကိုမသိကြအောင်ဆောင်နေတယ် तू ကဒါကြီးကို तू မသိပါဘူးဆိုတော့ပုံစံဖမ်းနေတဲ့ခါကျရင် don't play dumb with me နဲ့တုံးတယ် dumb ဆိုတာနှုံအတာတုံးညင်အောင်ဆောင်တာမနော် तू သိရတာကိုဒါပေမဲ့ तू ကဘာလဲဒီဟာကိုမဖြေခြင်းလို့ပဲဒီအကြောင်း तू ကယူးချင်အောင်ဆောင်နေတာယူကွက်နင်းတဲ့ခါကျရင်you are playing dumb with me နင်ငါ့ကိုဆောက်ယူကွက်လာနင်းနေအဲ့လိုပြောလို့ရတယ်ဆိုတယောက်ကဟန်ဆောင်နေတာပေါ့နော် so don't pretend you don't know what is going on ဘာတွေဖြစ်နေလဲဆိုတော့နင်မသိချင်အောင်ဆောင်မနေနဲ့ don't play dumb with me you know exactly why I'm upset ငါဘာလို့စိတ်ပြက်နေရလဲဆိုတော့နင်သိရတာနင်မသိချင်အောင်ဆောင်မနေနဲ့ဒါမှမဟုတ် तू က तू ကိုမချော့ခြင်းလို့တဲ့မှာမချော့ခြင်းလို့ဘာမှမဖြစ်တယ်လို့မျိုးလုပ်နေအယူကွက်နေနေတာဆိုတော့so don't play dumb with me you know exactly why I'm upset ငါဘာဖြစ်လို့စိတ်ပြက်နေရလဲငါဘာကိုလူမကြဖြစ်နေဆိုတော့နင်သိရတာနဲ့မသိချင်အောင်ဆောင်းမနေနဲ့အဲ့ခါမျိုးမှာ don't play dumb with me နဲ့သုံးပါတယ် so ဒီဗီဒီယိုအကျိုးရှိမယ်လို့ယုံကြည်ပါတယ် I'm Emily see you in the very next video bye bye guys